နေ့ကနဲ့ဒီနေ့ကတော့ကျန်တဲ့ဟာတွေမလုပ်ဖြစ်သေးဘူးပေါ့နော်ဒီကသူတေသနာမေးခွန်းတွေရဲ့နမူနာအကျမ်းတွေမေးမယ်မေးခွန်းအကျမ်းတွေဒါကုခဲရှိတဲ့မှာနံပါတ်တစ်ခုကဒါကိုပိုင်နံပါတ်မေးမယ်group AB ရဲ့ကိုပိုင်နံပါတ်မေးမယ်ပြီးရင်လောဘနဲ့ဆိုင်တဲ့မေးခွန်းလူချင်းတက်မှတ်မှုဆွဲလန်းမှုဒါလောဘနော်သူလောဘနဲ့ဆိုင်တဲ့မေးခွန်းမေးမယ်နောက်ဒေါသနဲ့ဆိုင်တဲ့မေးခွန်းမေးမယ်ကြာလီနောက်တစ်ခုကကြတော့ဒါစမ်းသပ်နေအချိန်မှာဒါဒီကျင့်စဉ်ကျင့်ပြီးပြီလားနောက်မကျင့်ရသေးဘူးလားဆိုတာကိုမေးမယ်နောက်တစ်ခုကကြာမြင့်ချိန်ဆိုတာပေါ့ဘယ်နှမိနစ်ရှုမှတ်ခဲ့လဲဆိုတာကိုမေးရမယ်နောက်တစ်ခုကကြတော့ဒါကတော့မေးခွန်းထဲမှာတော့မပါဘူးပေါ့ဥစဉ်ဖြည့်ပေးရမှာရှစ်ခါဖြည့်ပြီးလို့ရှိရင်ရှစ်ခါမေးခွန်းတွေစစ်တမ်းဖြည့်ပြီးလို့ရှိရင်10မှတ်ရမယ်ပုံစံပေါ့နော်ဒါကြတော့ frequency ဒါတစ်ပတ်ကိုဘယ်နည်းရှုမှတ်ဖြစ်လဲဆိုတာကိုမေးတာနော်ဒါလည်းမေးရမှာစမ်းသပ်နည်းပေါ်နားလည်မှုပေါ့နော်ဒီနည်းလမ်းပေါ်နားလည်မှုဒါကိုလည်းမေးရမယ်ကိုယ်တိုင်သုံးသက်ချက်ဆိုတာစမ်းသပ်တဲ့လူကသုံးသက်ချက်ရေးပြရမယ်ဒါကိုလည်းမေးမှာပေါ့ဒီနောက်ဆုံးဖြည့်ခဲ့သည့်အချိန်မှယခုအချိန်ထိခံမှန်းရက်ပေါင်းဒါကတော့မေးချင်မှမေးပါပေါ့ကိုယ့်အကူကြည့်ပြီးတော့ဖြည့်လိုက်စမ်းသပ်သည့်အဆင့်1နဲ့3ဒါကတော့ကိုယ်ကပဲအဆင့်လဲ1လား2လား3လားဒါမှမဟုတ်ခုမှစတာဆိုရင်3ညပေါ့စပြီးတော့ရှုနေပြီဆိုရင်တက်စစ်တမ်းအကျဉ်းဆိုတာကြတော့တစ်ပတ်တစ်ခါစစ်တမ်းဖြေရမှာပေါ့နော်ဒါတစ်ပတ်ဖြေပြီးတိုင်းဆိုရင်1လို့ဖြစ်မှာဒီဟာတွေသိဖို့အတွက်တော့ဒါဂျီမနိုင်နဲ့ပေါ့နော်တန်တော့မှန်လားတော့မသိဘူးဂျီမနိုင်နဲ့မေးပြီးတော့မှအလုံးမေးဖို့မနှောက်ရှိမယ်1 2 3 4 5 6ခွန်8 9 ခုရမယ်နော်ဒီမနေ့ကနဲ့ဒီနေ့ကတော့ဒါလေးကိုပဲဒီမေးခွန်းလေးတွေရတာနော်မေးမယ်မေးခွန်းလေး